အင်္ဂလိပ်စကားကိုဆရာမလို့ပဲအိမ်မှာဘလို့သင်ကြားလေ့ကျင့်မလဲအင်္ဂလိပ်ဘာသာစကားသင်ကြားလေ့ကျင့်လို့သူတွေအတွက်ဒီနေ့ခေတ်ကြီးမှာ online class တွေအပြင်သင်တန်းတွေအများပြားရှိတဲ့အပြင် YouTube channel တွေကနေတစ်ဆင့်လဲလေ့လာလို့ရနေပါပြီ။နောက်ပြီးအင်္ဂလိပ်စကားပြောကိုလေ့ကျင့်တဲ့နေရာမှာလည်းစကားပြောပေါ်လိုမျိုးအသုံးဝင်တဲ့ AI tools တွေရှိနေပြီဖြစ်တာကြောင့်ပုံမလွယ်ကူလာပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးအင်္ဂလိပ်စကားပြောကိုရှေ့ရောက်ထွေအရာတွေနဲ့မလေ့ကျင့်သူတွေအတွက်တော့ဆရာမလို့ပဲအိမ်မှာပဲနေထိုင်လေ့ကျင့်လို့ရမယ်နည်းလမ်းတချို့ကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားပါမယ်။အစင်းစင်းဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ။ကိုအင်ကမိသားစုတွေမှာအင်္ဂလိပ်စာအနည်းငယ်တက်ကြွတဲ့သူကကိုတယောက်ပဲရှိတယ်ဆိုရင်တော့ဒီလိုနည်းစနစ်တွေကိုအသုံးပြုပြီးတော့လေ့ကျင့်လို့ရပါတယ်။အရင်ဆုံးအနေနဲ့ကိုအိမ်မှာရှိတဲ့ pre-board ပစ္စည်းတွေကိုအင်္ဂလိပ်နာမည်တွေပေးထားပါ။နောက်ပြီးကိုနိုးထလာမယ့်မနက်ခင်းကိုအင်္ဂလိပ်စကားနဲ့နိုးထလာဖို့လိုပါတယ်။အိယာကနိုးလာပြီဆိုတာနဲ့နှုတ်ကနေ good morning လို့ပြောရပါမယ်။ဒီနေရာမှာကိုကအင်္ဂလိပ်လူမျိုးမဟုတ်တဲ့အတွက်အတန်ထွက်မပြီးတာမမှန်တာတွေကိုခေါင်းထဲထည့်ဖို့တော့မလိုပါဘူး။ရဲရဲဝံ့ဝံ့သာပြောလိုက်ပါ။အိယာကထမတ်တက်ရက်လိုက်ပြီဆိုရင်တော့ I am getting out of bed လို့ပြောပါ။သွားတိုက်နေရင်လည်း I am brushing my teeth လို့ပြောရပါမယ်။အင်္ဂလိပ်စကားဟာများများပြောမှတတ်တာဖြစ်လို့ကိုတယောက်တည်းရှိတဲ့အတွက်ရှက်နေစရာမလိုပါဘူး။ရေချိုးနေရင်လည်း I am taking a bath ဆိုပြီးတော့ရှင်းရှင်းတဲ့စကားလုံးတွေနဲ့ပြောရပါမယ်။အိမ်မှာရှိတဲ့တနေ့တာမှာကိုခံစားနေရတဲ့ခံစားချက်တွေကိုလည်းအင်္ဂလိပ်လိုအခွင့်အရေးရင်တယ်လို့ပြောဖို့လိုပါတယ်။အိတ်ရှင်နေပြီဆိုရင် I am feeling sleepy လို့ပြောပါ။ပျော်ရွှင်နေပြီဆိုရင်တော့ I am happy today လို့ပြောပါ။လက်ဖက်ရည်ဘာညာတောက်နေရင်လည်း I am drinking tea ပဲဖြစ်ဖြစ် this tea is hot ပဲဖြစ်ဖြစ်ပြောလို့ရပါတယ်။အဓိကကတော့အင်္ဂလိပ်လိုမဖြစ်မနေပြောဖို့ပါပဲ။အိမ်မှာလူမရှိရင်ကြဲကြဲသာပြောပါ။ပြီးရင်ကိုကတခြားလူတယောက်ကိုစာသင်နေတဲ့ပုံစံနဲ့လည်းအင်္ဂလိပ်စကားကိုလေ့ကျင့်လို့ရပါသေးတယ်။မသိတဲ့စကားလုံးရှိရင်လည်းဖုန်းထဲကနေရှာဖွေကြည့်လို့ရပါသေးတယ်။ဒီလိုလုပ်တာကကိုယ့်ရဲ့ယုံကြည်မှုကိုလည်းမြင့်စေပါတယ်။ပြီးရင်ကိုယ့်အိမ်ပတ်ဝန်းကျင်ကိုအင်္ဂလိပ်ဝေါ်ဟာတော်တွေနဲ့မှတ်သားထားဖို့မမေ့ပါနဲ့။ဥပမာမိဖို့ကြောင့်ဆိုရင် kitchen တည်င်းမောက်ဆိုရင် window အစရှိသဖြင့်မှတ်ထားဖို့လိုပါတယ်။အကောင်းဆုံးကတော့စာရွက်ပေါ်မှာအင်္ဂလိပ်လိုရေးပြီးတော့သက်ဆိုင်ရာနေရာတွေမှာကတ်ထားရပါမယ်။ဒီလိုလုပ်တာကဝေါ်ဟာရကျွဲဝစေဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။ပြီးရင်ကိုသုံးနေတဲ့ဖုန်းဒါမှမဟုတ်ကွန်ပျူတာမှာပါတဲ့ဘာသာစကားကိုအင်္ဂလိပ်ဘာသာစကားပြောင်းထားပါ။ဒါမှနေစဉ်အသုံးပြုနေရင်လည်းကိုယ်နဲ့ used to ဖြစ်လာမှာဖြစ်ပါတယ်။ပထမတော့ဒါတွေဟာခက်ခဲကောင်းခက်ခဲနေနိုင်ပေမဲ့နောက်ပိုင်းမှာတစ်ဖြည်းဖြည်းနဲ့အဆင်ပြေလာပါလိမ့်မယ်။ကွန်ပျူတာစုနဲ့မိတ်ဆွေတွေကြားမှာလေသူတို့နားမလည်တဲ့ဝေါ်ဟာလာတွေကိုရှင်းပြရင်အင်္ဂလိပ်လိုညှက်ပြောဖို့လိုပါတယ်။နောက်ပြီးအင်္ဂလိပ်လိုရေးထားတဲ့စောင်ပုတ်လေးတွေကိုမှန်မှကတ်ထားတာမျိုးနေရာမှာကတ်ထားတာမျိုးတွေလည်းလုပ်ထားတင်ပါတယ်။တနေ့တာလုံးသမျှအရာတွေကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကိုယ့်ဘာသာလေ့ကျင့်ပြောဖို့မမေ့ပါနဲ့။တရားအထားသို့ဘာညာမှန်ဖို့မလိုပါဘူး။ကိုယ်နှုတ်ကနေပြောနေဖို့သာလိုပါတယ်။အင်္ဂလိပ်ရုပ်ရှင်တွေတခြင်းတွေနားထောင်တာကြည့်တာကလည်းအင်္ဂလိပ်စကားပြောစွမ်းရည်ကိုတိုးတက်စေနိုင်ပါတယ်။တခြားသူကိုအင်္ဂလိပ်စာပြန်သင်ပေးတာမျိုးကကိုယ့်အတွက်အင်္ဂလိပ်စာကောင်းစေနိုင်တဲ့အဓိကအချက်မှာပါဝင်ပါတယ်။သင်ဖို့လူမရှိရင်တော့မှန်ရှိမှကိုယ့်ဘာသာရက်ပြီးတော့သင်လို့လည်းရပါတယ်။ဆိုတော့များများပြောဆိုလေ့ကျင့်ပြီးတော့ကိုဟာအင်္ဂလိပ်လိုပြောတတ်တဲ့ဆိုတာကိုလည်းယုံကြည်မှုရှိနေဖို့လိုပါတယ်။အမြဲတမ်းသိထားဖို့ကကိုယ့်ရဲ့အိမ်ဟာကိုယ့်အတွက်အကောင်းဆုံးစာသင်ခန်းဆိုတာပါပဲ။အခုလိုမျိုးပုံမှန်လေ့ကျင့်သွားမယ်ဆိုရင်နောက်6လကြာတာနဲ့ကိုဟာအင်္ဂလိပ်စာကိုကျွမ်းကျင်စွာပြောတတ်သွားပြီဖြစ်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးဆောင်တရားဖြစ်တော့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပြီးကြလို့ရပါတယ်။အားလုံးပဲပညာပြည့်ဝနှလုံးလာတဲ့ကျောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ။